တပါလိုရဲ့ ဟမ် တပါလိုရဲ့ ဘာမှမလို့စော်ပဲလို့လေစော် ဘယ်ဘာဆိုလိုရဲ့ မင်းမရှိလားရှိရင်တယောက်တော့ပို့လိုက် ရှင်းတဲ့ရောက်ရှင်းရဲ့ဟုတ်ဘာစကားပြောရဲ့ ဘာလို့ ခင်ဗျားတပါလိုရဲ့မင်းညာ ဘာပြောတာလဲ တပါလိုရဲ့မင်းညာ ဘာလို့နားမလဲဘူးနားလဲအောင်လူနားလဲအောင်ပြော တပါလိုကလည်းမင်းညာ ဧည့်သည်လားကြိုတာဧည့်သည် သမီးဟိုလေခွင့်မလောရလေဒီမှာလောရပါလေယူနေရ လေဝင်းမသွားနိုင်လို့လေဝင်းမသွားနိုင်လို့ရှားမဲ့လူကလည်းလေနဲ့လာမှာမဟုတ်ပါဘူးသူ့အဆင့်ကဘာလဲ ပေါက်စီရဲ့ရွှေမျိုးရွှေရိမ်မကင်းရမျိုးရိမ်မကင်းရကျေးဇူးရှင် ဟုတ်ပြီနေလာရသတိလောက်ဆိုရကောက်နည်းနည်းရိုင်းရော ဟမ် မင်းကငါလာကြိုးอ่ะတနေ့ပိုးရင်သွားပြီ ဟမ် ဟုတ်ချောပုတ်ချော်ထု ချော်မထုကြော်ထု အဲ့ဒီမှာလေပုတ်ချော်ထုရဲ့ရေးတယ် ကြော်ထုမချော်ဘူးချော်မထုကြော်ထု ခမရဗမာသားနားမလဲဘူးလား ဟာမင်းဦးဘာစကားပြောတာပြီးမပြီးတာမင်းဘာတွေပြောနေတာလဲ အဲ့ဒီမှာလေပုတ်ချော်ထုရဲ့ရေးတယ် ဟဲ့ကြော်ထုဧည့်သည်လားကြိုတာဧည့်သည်ကဘင်းလား ပေါက်စီရလူอ่ะ ပေါ့စီကလူပေါ့စားတဲ့ဥစ္စာမှမဟုတ်ပဲ ဟဲ့ပေါက်စီလူอ่ะဆိုခမရပေါက်စီအိမ်ရလား ဟုတ်တယ်ပေါ့စီအိမ်က ပေါက်စီယောက်ျားလား ပေါ့စီယောက်ျားမဟုတ်ဘူး တဘောပါပြီဆိုတော့ပေါက်စီအဲ့ဘယ်နာမရှိရဲ့ ဘိုးရှင်နာပါဒီသားပါခမရဘာလဲလို့မင်းဒီဓာတ်လေးဖတ်ပြီးတော့ခမရဘာလဲအဲ့ဒါမဟုတ်သွားခုနကလိုပဲတယောက်စာလာဖတ်တယ်သွား ဘာပြောရဲ့ပေါက်စီအဲ့ဟိုလာတဲ့တထဲလောင်းကကျိုးပဲ ပေါ့စီအိမ်ကိုလာတဲ့ တထဲလောင်းကကျိုးပဲ တထေးလောင်း ဟုတ်တယ် ဘာတထေးလောင်းလဲ ဘာတထဲလောင်းနောင်းရလား သိတော့ကွယ်ထီပေါတာလား အဲ ရက်ကုံမှာပတ်ဆက်လာထုတ်တာ အဲ ပတ်ဆက်လာထုတ်တာ ဟုတ်တယ် ပေါက်စီအိမ်မှာတဲ့ဖို့လာတာ အဲ စကားပြောစိတ်ကြည့်ပြောနော် ဟာစင်ရင်မပြောတာပဲလေဟာလေဒီခုနလိုစကားဝဲတာတွေမဝဲတာကျုပ် तू ကဘာမှမပြောကျုပ်ပဲသိပလေ ဘာကျုံတော့ပြောနေတာတထဲလောင်းပဲပါပေးရလဲမဲ့ အာမပါဖြတ်ရိုက်လိုက်လို့အောင်မဘာတထေးလောင်းလဲ မနှခေါင်းကြည့်ရမယ်ထူလိုက်လို့ အောင်မမျက်လုံးမလွဲသွားမယ်ဘာအောင်မေးလဲအောင်မလူဘာကောင်အောင်မေးလဲ ခမကျိုးပါလေကျိုးမရဲဆက်ဆက်နာလား ဆက်တာလေခင်ဗျားလေးဆက်တာကောင်းမဆုံး ရတယ်ပေါက်စီအိမ်ရောင်းရင်ပေါက်စီကိုတိုင်မယ် ဟမ် အေးဒီလူငါ့ကိုပြောတာမရိုင်းနဲ့နေအိမ်မှာလုံးတဲ့ဘာလီလို့ပါလေအမိုက်ကျုံတဲ့ကောင်အပေါက်ဆောက်တဲ့ကောင်ကငါ့ကိုလာပြီးလူဝါပြီးမင်းနဲ့ငါနဲ့လက်ပြောတဲ့ဒီမှာလဲငါ့ကိုကောက်လို့ရေးထားတဲ့မင်းကိုလာကျူတာမရိုင်းနဲ့ငါပေါက်စီရဲ့တိုင်မယ် ဟိုက်နေဘာပေါ့စီကိုတိုင်းမလဲဘာပေါ့စီကိုတိုင်းမလဲဟမ်ပေါ့စီကိုသွားတိုင်းစားမလို့ မင်းဘာလို့ရထီးရထုံးပါ ပေါ့စီအေးကအလုပ်သမားမဟုတ်ဘူး ဘာလဲလားဆို ပေါ့စီအေးကအလုပ်သမားမဟုတ်ဘူးအဲ့တော့ကြည်တာ ခမရဘာ